30တန်းငှက်မင်္ဂလာပါဗျာနော်အငှက်လေးကတော့ Elytus Parrot လေးပဲဖြစ်ပါတယ်ဗျာ Elytus Parrot တွေအကြောင်းကိုကျွန်တော်တို့တစ်ချက်လောက်လေ့လာလိုက်ရအောင်ဗျာ Elytus Parrot တွေကကြက်တွေအကြီးအမျိုးစားကြီးတွေဖြစ်တယ်ညံရင်မြင့်မာတဲ့ငှက်တွေဖြစ်ပြီးတော့ဒီကောင်တွေကတင်အားပြရလဲအရန်ကိုလွယ်ကူတယ်တက်တန်းအဖြစ်ကလည်း240ကနေပြီးတော့260လောက်ထိကိုထိနိုင်တဲ့ငှက်တွေဖြစ်ပါတယ်ဗျာအထီးအမကလည်းအပေါက်ထဲကနေပြီးတော့ခွဲလို့ရတဲ့ငှက်မျိုးစားတွေဖြစ်ပါတယ်အထီးဆိုရင်အစိမ်းရောင်ကာလာဖြစ်ပြီးတော့အမဆိုရင်အနီရောင်နဲ့အပြတ်အောင်ဆက်ထားတဲ့ကာလာဖြစ်ပါတယ်ဗျတော်တော်လေးကိုလှတဲ့ငှက်မျိုးစားတွေဖြစ်ပါတယ်တစ်ချက်လောက်လိုက်ပြီးတော့ကြည့်လိုက်ရအောင်ဗျဒီကောင်လေးက Elytus Parrot ကိုမှအမလေးဖြစ်ပါတယ်ဗျကာလာအနီနဲ့ကလည်းအနီနဲ့အပြာကိုဖောက်ထားတဲ့ကာလာလေးဖြစ်ပြီးတော့တော်တော်လေးကိုချစ်ဖို့ကောင်းတဲ့ကာလာလေးဖြစ်ပါတယ်ဗျအရွယ်စားကလည်းတော်တော်လေးကိုကြီးတဲ့ငှက်မျိုးစိတ်လေးတွေဖြစ်ပါတယ်စကားပြောနိုင်တဲ့စွမ်းရည်မြင့်မာတဲ့ငှက်တွေဖြစ်လို့စကားပြောတင်ရဖြူကလုံးဝကိုလွယ်ကူတဲ့ IQ မြင့်မာတဲ့ကြက်တွေအကြီးမျိုးကြီးတွေဖြစ်ပါတယ်ဗျကာလာလေးကိုတစ်ချက်လောက်အသေးစိတ်ကြည့်လိုက်ရအောင်ဗျနော်ခုနကကျွန်တော်ပြထားတဲ့ငှက်လေးကတော့အသက်က3လဝန်းကျင်ပဲရှိသေးပြီးတော့အစားအတန်အစော့တန်တဲ့ကလေးလေးဖြစ်ပါတယ်ဗျလုံးဝဝါတုတ်ပြီးတော့ကျမ်းမာရေးတော်တော်လေးကောင်းတဲ့ငှက်လေးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်အပေါက်ထဲကနေပြီးတော့တေချာအစာကျွေးမွေးစောင့်ရှောက်ထားတဲ့ကလေးဖြစ်လို့ကျမ်းမာရေးလုံးဝကောင်းပါတယ်ဗျ Elytus Parrot လေးတွေကအစားအစာအနေနဲ့ကအစီအစံအသီးနှံလေးတွေအစုံကျွေးလို့အဆင်ပြေပါတယ်ဗျအခုလိုငှက်လေးတွေမွေးကျင်တဲ့မိတ်ဆွေတွေဆိုရင်ကျွန်တော်ရဲ့ page မှာသွားပြီးတော့လေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မင်းရင်အောင်ဖြစ်ပါတယ်ဗျ